ပိုင်ဆိုင်ထားတဲ့မြတ်ပုံလေးကိုလေးအမြတ်တနိုးသိမ့်ထားတဲ့မင်းရဲ့မြည်နံပါလေးကိုသေးတဲ့မြေအောင်ဆွဲနှကိုယ်တို့နီးစပ်ဖို့ခွင့်ကိုလေးကြိုပြီးမတွေ့ရအောင်ပိတ်ဆို့နေတဲ့မင်းကတခြားတရားရဲ့ရင်သေးဝဲတခါတလေကိုမင်းရဲ့အကြောင်းတွေတွေ့နေရင်လူလဲအောင်60ဖြစ်နေရင်အသေးစိတ်မကတ်တဲ့ကိုဒီခန္ဓာကိုယ်လေးတစ်ခုဟာလေဘယ်ချိန်ခွင့်ရတစ်ခါလောက်ပြန်လဲလာမလဲမဖြစ်နိုင်မလဲကြိုသိနေလဲလက်ပေါင်းကြပါစေကိုယ်လေးဆက်ချင်နေမယ်နေလေးတစ်ခုပေးခဲ့ရင်ကိုယ်လေးအကောင်းဆုံးကြိုးစားမယ်မင်းရဲ့စကားကိုသာအမြဲတမ်းနားထောင်နေမေပြောဖို့တစ်ခုအတွက်နဲ့ဆိုအရာရာအလုံးစုံလုံးမယ်စကားနဲ့အမြမင်းအတွက်ဖြစ်စေမယ်တခါတလေကိုမင်းရဲ့အကြောင်းတွေတွေ့နေရင်လူလဲအောင်60ဖြစ်နေရင်အသေးစိတ်မကတ်တဲ့ကိုဒီခန္ဓာကိုယ်လေးတစ်ခုဟာလေဘယ်ချိန်ခွင့်ရတစ်ခါလောက်ပြန်လဲလာမလဲမဖြစ်နိုင်မလဲကြိုသိနေလဲလက်ပေါင်းကြပါစေကိုယ်လေးဆက်ချင်နေ